အားလုံးပဲမင်္ဂလာပါဗျဗီဒီယိုလေးတွေလည်းတင်ပြတာကြာပါပြီဒီနေ့ဗီဒီယိုလေးမှာတော့ Huawei ဖုန်းတွေကိုမော်တဲ့စနီးနဲ့ဘာ CPU သုံးထားလဲဆိုတာကိုတိတိကျကျသိဖို့ဘယ်လိုဆက်ရမလဲဆိုတာကိုကျွန်တော်မျှဝေပေးမှာပဲဖြစ်ပါတယ်လော့တွေဖြတ်တဲ့အခါမှာပဲဖြစ်ဖြစ်ဒီတခြားပေါ့နော် FRP ဖြီးတာပဲဖြစ်ဖြစ်တခြားဘာလော့ဖြစ်ဖြစ်ဖြီးမယ်ဆိုရင်ဘယ်ဖုန်းမော်တယ်မဆိုပေါ့နော်သုံးထားတဲ့ CPU အမျိုးအစားနဲ့နံပါတ်ကိုသိဖို့လိုပါတယ်ဒီလိုသိမှလည်းဘယ်လိုတူးတွေကိုသုံးပြီးတော့ဖြီးရမလဲဆိုတာကိုသိနိုင်မှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က Analog 2ကိုသုံးသွားမှာဖြစ်ပါတယ်ကျွန်တော်လက်ထက်မှာ Huawei ဖုန်းတစ်လုံးဒါမှမဟုတ် Honor ဖုန်းတစ်လုံးရောက်နေပြီပေါ့ဗျာကျွန်တော်တို့က model မသိဘူးဒါဆိုဘယ်လိုစစ်ရမလဲဒီ model ကဘာလဲဆိုတာကိုကျွန်တော်ဒီနေ့မှာတိတိကျကျလေးစစ်တဲ့နည်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကအရင်ဆုံးဖုန်းကို power ပိတ်လိုက်မယ်ပြီးရင်အတန်အနှုတ်ကြီးကိုနှိပ်ထားမယ်ပေါ့နော်နောက်ပြီးတော့ USB ကြိုးကိုထိုးလိုက်မယ်ဒါဆိုရင်ဖုန်းက fast ဝင်သွားမယ်ပေါ့နော်ကွန်ပျူတာမှာလည်း fast driver တည်သွားမယ်တကယ်လို့ driver မတည်ဘူးဆိုရင်တော့ကျွန်တော်တို့က driver တင်းပေးရမှာပေါ့နော် driver တည်ပြီဆိုရင်ကျွန်တော်တို့ fast ထဲက Huawei quick info ကိုနှိပ်လိုက်ရင်သူ့ရဲ့ model ကိုပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီ model ကို Chrome မှာသွားရှာလိုက်မယ်ဆိုရင်ဒီ model ကိုအတိအကျသိမယ်ပေါ့နော်ကျွန်တော်တို့ပြီးရင် CPU ကိုလည်းဘာ CPU သုံးထားတယ်ဆိုတော့ကျွန်တော်တို့အတိအကျဒီ Jetson Arena မှာကြည့်ပြီးတော့ပေါ့နော် Analog 2မှာဒီ CPU နံပါတ်ပါမပါလို့ကျွန်တော်တို့စစ်ပြီးတော့လော့ဖြီးလို့ရပါတယ်တကယ်လို့ Analog 2မှာမပါရင်တော့တခြား2တွေကျွန်တော်တို့သုံးအောင်မှာပဲဖြစ်ပါတယ်ပေါ့နော်တကယ်လို့ Analog 2ငှားချင်တာပဲဖြစ်ဖြစ်တခြားcredit တွေဝယ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရှိမှာဝယ်လို့ရပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေလည်းဆက်ပြီးတော့တင်သွားပေးမှာဖြစ်ပါတယ်